မေဘယ်လိုကြောက်လဲဒီချိန်ကြီးလည်းဈေးဦးပေါက်သေးဘူးနော်ဟဲ့ကြီးကဒီချိန်ဈေးဦးပေါက်ချင်ရအောင်ကြီးကဖော်ကလားမေကိုသမီးတွေကိုဘယ်လိုပြောလိုက်တာလဲဟမ်ဖော်ကမလို့စားခြင်းလို့ရှောက်သီးပဲရောက်စားတာပေါ့မေရဲ့မလေးကိုရနဲ့လေဖော်ကလာလောက်စားတော့အခုချိန်လောက်ဆိုနောက်ဆုံးမောက်ကားကြီးစီးနေရပြီအကောင်မကျုပ်ကအညီရဲ့အရင်6တာပါအေးကျုပ်ကလှူစားတတ်မယ်ဆိုရင်ရန်ကုန်မြို့ကမြေကော့တဲ့အကုန်လုံးကျုပ်လက်ထဲကိုအကုန်ရောက်မယ်ဘယ်သူမှသိလို့မရဘူးနားလေလားအမေခုမှဘာမှလွမ်းမနေနဲ့နော်အမေအကုန်လုံးကသိမ်းပြီးသွားပြီအမေအခုချိန်မှာမြေကိုင်းနေနေဆိုတော့ကင်လို့မရတော့သိတယ်ဒါကြောင့်ကျုပ်ကဒီကင်လို့ရတဲ့ဟာကိုကင်ထားတာအမေဘာလဲကင်ရလဲဘာကင်ရပါလဲခေါင်းဝင်ရှိလို့မင်းနော်သမီးကိုနောက်ဆက်ဆံလေးလာမပြောနဲ့တကယ်လို့ကင်ညာရှိရဲဆိုသမီးလည်းပြောဒီအလက်ကားနေစိတ်ကူးရင်မနေနဲ့ငါတို့ဒီရွယ်ထိလက်ဆုပ်လက်ကင်မရှိသေးဘူးနားလေလားဘယ်ဆုပ်လို့ရမလဲအမေရုပ်ကြီးကလေဩဒနာထနေတာဟုတ်ကျကျမမေဘူးပဲပါခဲ့နေမယ်ဟိုမေသမီးကလေသားမိတ်ချင်းဆိုအမေကိုချစ်လို့စားတာမေကလေအိုလေလှလေအိုလေရွှလေဒီကကျုပ်ကိုချက်ကလေးမကြီးလို့ပြောချင်တာလားဟုတ်မေအမေကိုလေသမီးကလေကြီးမကလက်တယ်လို့မပြောချင်ပါဘူးသမီးကအမေချောကျွတ်တော့စားနေရမှာမလားအမေအခုလေသမီးပိုက်စားပြီလင်းရှာပေးတော့ဟာငါမလာနဲ့ညီကလင်းစားအောင်ရှာမရှာငါချင်းစားပါဦးငါအမေလေငါချင်းစားပါဦးညီကနောက်မှစားပေါ့အမေကလည်းရန်တွေ့တာဆိုတော့သမီးပိုက်စားပြီလို့ပြောတာအမေတချင်းလေးပါလေဆိုတော့လေအမေရဲ့ဖောက်တဲ့တွေပဲထွက်လာအောင်လို့သိတယ်ကြောက်သိတယ်ညီမရှင်းနဲ့လားညီကျုံနောက်ကလိုက်ခဲ့နော်လိုက်ခဲ့အေးစေးပဲစိတ်ကြီးပဲလိုက်ခဲ့